မက်ဆီကဘာစီလိုနာအင်ဂျီနဲ့ဘလို့ဆက်ဆံနေလဲဆိုတာကိုကြည့်ပါ။သူကလူတိုင်းရှိမှနင်းပြီးမြေပြင်ပေါ်ပစ်ချခဲ့တဲ့အငင်းပွဲရအခိုက်အတန့်တစ်ခုမှာဘလို့မြင်လဲဆိုတာကိုကြည့်ပါ။စန့်ကျင်ဘတ်အနေနဲ့ခရစ္စတီယာနိုရိုနယ်ဒိုဟာလေးစားမှုပြတဲ့အနေနဲ့အယ်နာဆာဘဝကိုမြှောက်ထားတာကိုတွေ့ရပါတယ်။နောက်ထပ်အခိုက်အတန့်တစ်ခုမှာအမျိုးသမီးတစ်ယောက်ကသမီးဖြစ်သူကိုနှုတ်ဆက်ဖို့မက်ဆီစီလွှတ်လိုက်ပေမဲ့သူကမရမနာဆက်လျှောက်သွားနေပါတယ်။တစ်ချိန်တည်းမှာပဲကလီးတယောက်ကွင်းထဲကိုပြေးဝင်လာတဲ့အခါခရစ္စတီယာနိုရိုနယ်ဒိုဟာသူ့ကိုနှွေးထွေးစွာကြိုဆိုပြီးဓာတ်ပုံရိုက်ကပြုံးပြီးလုံခြုံရေးတွေဝင်ရောက်ဆွတ်ဖက်နေပါတယ်။ပရိသတ်တယောက်ကမက်ဆီကိုပွိဖတ်ဖို့ချင်းကပ်လာတဲ့အခါမှာတော့သူကဘာမှမတုံ့ပြန်ပဲဆက်လျှောက်သွားနေပါတယ်။တစ်ဖက်မှာတော့ရိုနယ်ဒိုဟာပရိသတ်တွေနဲ့နီးကပ်စွာဆက်ဆံပြီးလုံခြုံရေးဒီစီကနေကားကွယ်ပေးပြီးကျင်းနာစွာဆက်ဆံနေတာကိုမကြာခဏမြင်တွေ့ရပါတယ်။ဒီအခိုက်အတန့်တွေကိုဘောလုံးကန်တွေနှစ်ယောက်ဖြစ်တဲ့မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့ရဲ့မတူညီတဲ့စရိုက်လက္ခဏာတွေကိုညှင်းကုန်ကြတဲ့ပရိသတ်တွေကမကြာခဏ